ရှင်မလုံးကြပါပါဆိုကြကျွန်တော်အကြီးလက်ရှိရောက်နေညကတည်းကတပ်ဖို့မနေတဲ့ကတည်းကစိတ်ပဆောင်ပြီးနေတယ်ဒီနေရာပေါင်းဝချက်တစ်ခုမှာပါလေကျွန်တော်တို့ဒီဘက်မှာစစ်ခတ်တိတဲ့ဆောက်လို့ရှိပါတယ်ဒီလူတွေကတော့ဒီလမ်းပါဒီလမ်းကလမ်းဒီမိုးတော့ဟောဒီစစ်ခတ်ကျနေဒီလမ်းမှာထေကနေပြီးဒီရက်ခံပြီးဒီနဲ့ဒီစိတ်ပဆောင်ပြီးဒီလမ်းဒီချိန်မှာဒီပူပြီးလို့ပြပါတယ်ချိန်မှာအချိုင်ကြရတယ်ကျွန်တော်တို့တချင်ကတော့စကန်တစားရနေရပါလေမမစကန်လောလာဖို့နေပြီပါကျွန်တော်အရင်ကရပါနော်နားပါဒီနေရာကတော့ကျွန်တော်ဒီဘန်ဂလိုတခုစားလို့ပါဟောလို့ဒီနေရာမှာဒီစကန်နဲ့ပတ်သက်လို့ဒီကောင်တခုတလောကရဖစားအကောင်တခုတလောကလာခဲ့တယ်လူခုဒီမတရားလာခဲ့အဲ့ခါဘုန်းကြီးတခုဒီနေရာမှာစားလို့ဖြစ်ရှိပါရဲ့ဆင်းနေပါလားဒီကမှာတော့စိတ်ခါမှာကျွန်တော်အရင်ကရပါမယ်ကျွန်တော်တို့လည်းရှိကျွန်တော်ဒီတပ်ဖို့မနေဖြစ်မှာဒီဘက်ကဒေတာကပြည်သူနေစေပြီးချက်ပြည်သူတွေကိုဒီစိတ်ကူးတာကိုပဲတော့လာချမ်းမဲဆန်းရှောင်းမှုခုနေပေါ်တော့လည်းဒီလုံးကြီးစိတ်ခါမှာဒီမှာဟုတ်ကဲ့ပါကျွန်တော်တို့ဒီစိတ်ကံကတက်ခါကျွန်တော်တို့ဒီအာရခါနဲ့ပရိုက်တာအပန်းကဒီဖိန်တာငေါ့စင်နဲ့မာတီဗီလိုရှိပါတဲ့ကောင်ကစားအခါနဲ့ပရိုက်တာတန်းကပါလေဒီရလုံနဲ့ဒီစိကံကိုတက်စားတာဖြစ်ပါဒီဆန်ကတော့ကကျွန်တော်တို့ဒီပြေပါနော်ဆန်ကတော့ကျွန်တော်တို့ဒီငေါ့တော့ပါဒီငေါ့တော့စနေငေါ့တော့ငေါ့ကွာဖြစ်တဲ့ပါစားစနေငေါ့တော့ကလေကအနေကနေပြီးတော့ပြည့်စီတော့ဒီစင်ငေါ့တော့စီတော့ကျွန်တော်တို့စကားမှလည်းဒီကကြည့်ပါလားဆောက်လို့လည်းလည်းငါတို့ကဒီပါလာပြီးတော့မီဒီယာဒီပေါ်ပါလေဘာဖမ်းမတော့ကျွန်တော်တို့ဒီစိဂနဝါတာဒီနေပြအဆောင်ပြီးဆောင်ပါဒီမှာရမတော့ခဲ့ပါလားဒီဆန်ကတော့ကျွန်တော်ဒီဒီတော့တော့စိဂနဝါတာဒီပါဒီမှာနေကြောင်းတက်ပါလားဘန်ဂလိုမူဇမ်မရှိကျွန်တော်ကြီးလဲရပါတယ်ဘာလို့ဒီဆန်ကကျွန်တော်ကြီးလက်ရှိကန်တီးကြီးဆောက်တော့ဖြစ်ပါရဲ့ရှင်မျိုးဒီမှာလေကထနာရှင်ပြန်ပါလေဘာကြကြရှင်နဲ့အပန်းအရေးအော်သားရှင်အောက်မှာအီးလို့စိတ်ထဲအော်သားရှင်လေးဒီဘက်မှာစိတ်ခမ်းမှာအော်ထဆန်နေပြီဒီဘက်ဆောက်တော့ဖြစ်ပါရဲ့ရှင်မျိုးတော့ပါ